လာပါဒီမှာကျွန်တော်ဗီဒီယိုမတင်တာတလားရှိရအခုဒီမှာတော့ကျွန်တော်အော်ဖီးရင်တင်မှာပြပါတယ်အဲဆိုကျွန်တော်တို့ဒီတော့ဖွင့်လိုက်ပါဖွင့်လိုက်ရင်ဒီဟာကိုနှိပ်လိုက်ပါအရင်တော့ copy ကူးစရာမလိုတော့ပါဘူးအခုလိုတစ်ခါတန်းရသွားပြီဆိုရင်တော့ဖြစ်ရင်ဒီမှာလေးစကဆောက်ပါမယ်ဒီဗီဒီယိုတော့ကြာလိုက်နဲ့ like and subscribe လုပ်ပြီးတော့ဗီဒီယိုကိုလည်း review နဲ့ခံကြည့်ပြီးတောင်းဆိုချင်ပါတယ်ဝင်လိုက်မယ်ဒီမှာအရင်တော့ပုံစံတော့မဟုတ်တော့ဘူးဟိုကအပဒေပြောင်းဒီမှာတစ်ခါနေပြီးဟုတ်ဒီတစ်ခါနေပြီးဒီတော့အဲ့လိုနော်အဲ့လိုလုပ်ပြီးဒီစက္ကန့်လေးပြေးသွားရင်ဒါကြီးကပြီးသွားလိမ့်မယ်နော်ဒီပါလည်းကြော်လိုက်ပါမယ် Few moments later. Okay ဒါဆိုရင်ရသွားပြီဆိုရင်ကျွန်တော်ဒီထဲဝင်လိုက်မယ်မိမနာစကစားမယ်မနော်အဲ့ဒီတစ်ခါတန်းဝင်ပြီးမနော်ဝင်လိုက်ရတော့ပြန်ထွက်လိုက်အဲ့ဆိုရပြီ copy ကိုလေးယူလိုက်ပြီးကျွန်တော်နာ blog ကျွန်တော်ကြက်ခဲနေဝင်လေကျွန်တော်တော့ blog လေးဝင်လိုက်ပြီကဲဒါဆိုရင် blog ရရောက်ပြီနည်းနည်းတော့စောက်ပြလိုက်ပါအမအကြီးဆိုညာလို့နေပြီးတော့ကျွန်တော်တို့က copy ကူးလိုက်တဲ့ဒီလိုထည့်လိုက်တယ်အောက်ဆွဲရပါပြီဘယ်ချစ်တင်ပါတယ်